Yo va ni así usa me ma na avala pita yeah okay yo ni así usted la lego le niña yo bro hey ဒီ bro ရဲ့ဒီတချင်းပုံစံလေးဒီ blog တွေကပေါ့နော်ဆော့ထားတဲ့သူ့ရဲ့ဒီ video လေးကနိုင်ငံခြားထိအောင်ပေါက်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီ video လေးတွေကိုဒီနိုင်ငံခြားဒီ creator တွေအနေနဲ့ဗျာတော်တော်ဆော့တဲ့လူပဲဖြစ်ဖြစ်နော်ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဒီ attention ရအောင်လုပ်တယ်ဆိုပေမဲ့ဒီလောက်ထိပေါက်အောင်မယ်လို့မထင်လိုက်ဘူးနော်မိုက်တယ်သူဆော့တာဒီဘုတ်ထဲမဟုတ် yo bro သူဆိုတာဒီလိုတော့မဟုတ်သူရဲ့ဒီ TikTok account လေးကိုကျွန်တော်ဝင်ကြည့်တဲ့ခါကျရင်ပေါ့အများကြီးပဲပေါ့နော်သူကဒီအဓိကတော့မြန်မာတွေရဲ့ attention ကိုလိုချင်လို့မြန်မာနဲ့ပတ်သက်တဲ့ဟာတွေသူစော့တယ်နော် おはようございます。hey Joe hey Joe yo Joe Leo Joe Leo hey Joe Leo minima ay ma ho ဟာ Joe Leo minima ay ma ho ใจพกก็มาเลี้ยงเอาเสียวนี่ติเวว่า oh hey oh ဒီတချင်းတွေကိုမူရဲ fan တီးတဲ့ bro ရဲ့ page ကိုတော့အားလုံးသိကြမှာပါအခုတလုံးမှာဆိုအရန်ကိုနာမည်ကြီးပြီးတော့ပေါက်တယ်ပေါ့နော်ပေါက်တယ်ဆိုတာလေ तू ကအချိန်တိုတွင်းမှာဦးပေါက်တာသူ့ရဲ့ content လေးတွေပေါ့ပါနဲ့လူစိတ်ဝင်စားအောင် तू ကလုံနိုင်တယ်လူတွေကဘလောက်ပဲ knowledge မြင်မာတဲ့ဟာတွေကိုပြော attention ဖြစ်အောင်မလုပ်နိုင်ဘူးပေါ့နော်လူတွေဘလောက် knowledge တွေကိုပေးပေါ့နော်ကြိုက်တဲ့လူမှကြိုက်တာဗျာတခါကျရင်လူမျိုးပေါ့ပါဟာတာဆန်တဲ့ video လေးရတယ်ပေါက်သွားတယ်အခုဆိုရင်ဒီနိုင်ငံတကာဒီပေါက်နေတာတော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်မိုက်တယ်ဒီဘဲတွေကတော့မြန်မာနဲ့ပတ်သက်ပြီးဖန်တီးတဲ့ဘဲတွေဗျာနော်ဒီကတော့သူဂျပန်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ content ဆိုရင်လည်း 1.1 million view ရှိရပေါ့လေみんなの顔出てる？世界の皆さん、おはようございます。世界の皆さん、世界の皆さん、世界の皆さん、おはようございます。こんにちは、こんばんは。တချို့ဗီဒီယိုတွေမှာဆိုရင်လည်းသူဂျပန်လိုပြောထားတဲ့ဟာမျိုးတွေရှိရနော်အဲ့ဒီပုတ်တွေဆိုလည်းသူပေါက်တာများတယ်ဗျာတဲ့ဒီရောက်ဖာနေကြစီကိုစားဆိုတဲ့အပုတ်ကသူက view က 2.5 million ပေါ့နော်2တန်းခွဲလောက်ထိပေါက်နေရဆိုတော့ကျွန်တော်တော်တော်အံ့ဩပါတယ်ပေါ့လေ yo va ni así usa me ma na avala pita yeah okay yo ni así usted la lego le niña yo bro heyမိုက်တယ် hey yo bro